Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကိတ်သားအီလေးနဲ့အရန်လေးကိုမှစားလို့ကောင်းတဲ့ကေမုံလုံးလေးကိုလာမြောက်ဝေးတော့မှာဖြစ်ပါတယ်အရင်ဦးဆုံးကြုံမုံ90 gram စီ60 ml အားလုံးရောသမအဝေးပြီးနွားနို့80 ml ထည့်ပါမယ်ကျဲဥအနည်း6လုံးသုံးပါမယ်အားလုံးရောသမအောင်မွေပေးရပါမယ်ကျဲဥအကားထဲကိုတကြား80 gram နဲ့တံပြာရည်အနှဲငယ်ထည့်ပြီးအားလုံးရောသမအောင်ဒီလိုအမြုပ်ထွက်တည်ခလောက်ပေးရပါမယ်ကျဲဥအနည်းအရန်ပြုတ်လို့လည်းမရပါဘူးပြီးရင်ဆွမ်းမွေထားတဲ့အနှစ်ထဲကိုအလုံးရောသမအောင်မွေပေးရပါမယ်နှခါခွဲမွေပေးထားပါတယ်ဒီလိုအလုံးရောသမအောင်မွေပေးတော့ပြီဆိုခွက်ကိုပြင်ဆင်ထားပေးပါခွက်ထဲကိုစက်ကူခံပြီးမုံအနှစ်လောင်းထည့်ပါမယ်အပေါ်ဆုံးမှာ cream ချစ်အနှဲငယ်စမ်းပေးထားပါတယ်ညှစ်ပြီးတော့ပြီဆိုရင်အပေါ်ဆုံးမှာကိုအုံတီအမုံအနှဲငယ်ဖြူပေးထားပါတယ်ဖြူပြီးတော့ပြီဆိုဖိုကိုအရင်ဦးဆုံး15မိနစ်ခန့်အရင်ဖွင့်ထားပေးရပါမယ်ဖိုးပူလာပြီဆိုရင်ထည့်ပြီးရေနွေးပေါ့နော်အနှဲငယ်ထည့်ပြီးဖုတ်လို့ရပါပြီအပူချိန်160ဒီဂရီကိုတနာရီခန့်ဖုတ်ပေးပါရှင်ဖုတ်ပြီးရလာတဲ့မုံသားလေးကတော့အီလေးနဲ့အရန်လေးကိုမှစားလို့ကောင်းပါတယ်ဒီနေ့အတိုင်းအိမ်မှာလက်လုပ်ကြည့်ဖို့တက်သွင်းချင်ပါတယ်ရှင်သိချင်တာတစ်ခုခုရှိရင်ခွန်မမှန်ခဲ့ပေးပါဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နာမည်ပေါက်စီလုံနီးလေးကိုလာမြောက်ဝေးတော့မယ်ဖြစ်ပါတယ်လုံနီးရလဲဆိုအရန်လွယ်ကိုမြန်ဆန်ပါတယ်စားလို့လည်းအရန်ကောင်းပါတယ်ရှင်ကျုံမုံ300 gram တကြား yeast နဲ့အမဲအားလုံးရောသမအောင်မွေပေးရပါမယ်ရေ180 ml ထည့်ပြီးလက်နဲ့နေပေးရပါမယ်ရှင်တမတော့အောင်ပေါ့နော်ပလတ်စတစ်နဲ့အုပ်ပေးပြီးတနားရခန့်ထားပေးရပါမယ်နှံအမဲ100 gram မြေပဲတကြားထွက်ပတ်ရေမြေအေးလေးနဲ့စူတီထိတည်ပေးရပါမယ်ပြောင်းကမုံကိုရေရောပြီးနမ်းမဲ့အနည်းထဲကိုရောမွေပါမယ်အလုံးချက်တော့ပြီဆိုအေးခံထားရပါမယ်ရှင်ဆွနာပေါ်ထားတဲ့ပေါက်စီသားကိုဖြတ်ပါမယ်အလုံးလုံးထားပါမယ်ရှင်ပြီးရင်ဒီလိုလိမ့်ပြီးအစာတုတ်လို့ရပါပြီလိမ့်တဲ့ချိန်မထူမပါလေးလိမ့်ပေးပါထုတ်ပုံထုတ်နည်းကတော့ထုတ်တတ်တယ်လို့ထုတ်လို့ရပါတယ်ထုတ်တာတော့မခက်ပါဘူးနော်ဒီလိုထုတ်ပြီးတော့ပြီဆိုနောက်ထပ်နာရီဝက်လောက်ထားပေးရပါမယ်အသားလေးဒီလိုပွားတက်လာပြီဆိုပေါင်းလို့ရပါပြီဒီပပဆူတဲ့ထဲကိုနာရီဝက်လောက်ပေါင်းပေးရင်ရပါပြီအချိုးစားအသေးစိတ်ကိုတော့ခမမချန်ခဲ့ပေးပါမယ်ရှင်တိချင်တာတစ်ခုခုရှိရင်ခမမမှန်ခဲ့ပေးပါကြည့်ရှုအပိမှုအတွက်အထူးကျေးဇူးတင်ပါတယ်နောက်ဝီဒီမှာထပ်တွေ့ကြမယ်ရှင်ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တောင်းဆိုထားတဲ့ဒူလေးအတွက် marshmallow လုပ်နည်းလေးကိုလာမြောက်ပြီးတော့မှာဖြစ်ပါတယ်ဝီဒီလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပါအောင်ရှင်ပြောင်းဖို့တကြားရေ85 gram တကြား100 gram ရေ90 ml မီအေးလေးနဲ့တည်ထားပါမယ်ရှင်ကျဲဥအကာ3လုံးအမြုပ်ထွက်တရထိခလောက်ပေးထားရပါမယ်ရှင်ဒီလိုပွက်လာပြီးဆိုကျဲဥအကာနဲ့ရောမွေပါမယ်ဗနီလာအနှဲငယ်ဂျယ်လတင်10 gram ထည့်ပါမယ်ရောသမအမွေပေးရပါမယ်ပြင်ဆင်ထားတဲ့ပုံစံခွက်တွေကိုပြောင်းဖို့မအနှဲငယ်ဖြူပါမယ်မကတ်အောင်ပေါ့နော်ဒါဆိုလိုချင်တဲ့အယောင်သွင်းပြီးပုံစံတွင်းပါမယ်ရှင်မြန်မြန်လှုပ်ဖို့လိုပါတယ်ခဏလေးနဲ့ခဲသွားနိုင်လို့ပါဒီလိုပုံသွင်းပြီးတော့ပြီဆိုအပေါ်မှာပြောင်းဖို့မအနှဲငယ်ထပ်ဖြူပေးရပါမယ်ဒီလိုအေးသွားပြီဆိုသုံးဆောင်နိုင်ပါပြီဒီနေ့အတိုင်းအိမ်မှာလက်လုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်လှုပ်ရတာတော့မခက်ပေမဲ့ပါဝင်ပစ္စည်းကတော့ဆိုင်တိုင်းလိုမှမရနိုင်ပါဘူးအချိုးစားအသေးစိတ်ကိုခမမချန်ခဲ့ပေးပါမယ်ရှင်